ကိုမျိုးတဲကွဲဘူးလားတဲ့โอเคကိုတခါမှတော့တဲမကွဲဘူးပေါ့နော်ဒါပေမဲ့ကောင်းမလေးတယောက်အတွက်တော့ကိုခံစားဘူးတယ်တကယ်ကိုပိုစိုးပတ်ဆက်ခံစားဘူးတော့ကိုဘွားအကြောင်းလေးကိုနည်းနည်းပြောပြမှာပေါ့နော်ကိုတို့တက္ကသိုလ်စတက်တော့ဆိုရင်တက္ကသိုလ်ဝင်းတန်းမှာဒါကြီးလိုက်မယ်ဆိုရင်ဒါအတွဲကိုစီနဲ့ကြည်နူးနေကြတာငါလည်းကောင်းမလေးတယောက်တော့ရမှာဆိုရင်ဒီလိုပဲကြည်နူးမှာပဲဆိုပြီးတော့စော်တယောက်တော့ကျွန်တော်လိုချင်ပါတယ်ဗျာကျွန်တော်ခန်းထဲကကောင်းမလေးတွေကျွန်တော်လိုက်ကြည့်လိုက်ဘယ်ကောင်းမလေးကျွန်တော်လည်းစင်ပြေမလဲပေါ့နော်ကောင်းမလေးတယောက်ကျွန်တော်တွေ့ပြီးတော့ကျွန်တော်တငယ်ချင်းကိုကျွန်တော်သွားပြောခိုင်းတယ်ကျွန်တော်အဲ့လောက်ထိတက်တိကြောင်လားစကားပြောမရဘူးအဲ့လိုပုံစံမျိုးပေါ့နော်တော့ကျွန်တော်ပြန်ပြီးတော့ပြန်ကြားလိုက်တာကဒီကောင်မလေးကဒါဘဲရှိတယ်လို့ကျွန်တော်ပြန်ပြောတယ်ဗျာအဲ့ကစပြီးကျွန်တော်ဒါထိတ်သွားတာဘာဖြစ်လို့လဲပေါ့နော်သူတို့ကောင်လေးတွေကျွန်တော်ကြီးလိုက်မယ်ဆိုရင်ဒီကောင်ဆိုင်ကယ်ကောင်းစားတွေစီးတဲ့သူတွေရှိတယ်ဒါကားကောင်းစားတွေစီးတဲ့လူရှိတယ်နောက်မို့စာတော်တဲ့သူတွေဖြစ်ရမှာပေါ့နော်ငါဘွားကအဲ့လိုစမ်းစစ်ကြည့်လိုက်တယ်ကိုဘွားကိုစမ်းစစ်ကြည့်လိုက်တယ်ငါဘယ်နေရာများအသုံးကျလဲပေါ့နော်ငါပတ်စံရှိလား no မရှိဘူးကျွန်တော်ပုံစံကဟိုရင်ရဆိုအဲ့လိုပုံစံမျိုးလဲ site ကုန်ပြီးတော့တကယ်ဘယ်နေရာမှဒီ juice lab အရင်ဖြစ်နေတယ်ဗျာဆိုတော့ပြီးတော့ကျွန်တော်ပညာရေးရှင်းကိုငါကြည့်မယ်โอเคပညာရေးရှင်းကိုကြည့်မယ်ဆိုတော့ကျွန်တော်အတန်းထဲမှာဆိုရင်ကျွန်တော်အယောက်90ရှိမယ်ဆိုတော့ကျွန်တော်အဆင့်က48ကျွန်တော်နောက်မှာက2ယောက်ပဲအဲ့လိုကြံတော့တာကျွန်တော်ပညာရေးရှင်းမှာအဲ့လောက်ထိကောင်းတာဆိုတော့ငါဘယ်နေရာမှသုံးမဝင်ဘူးပေါ့နော်ငါဘာလို့ကောင်းမလဲအဲ့ကစပြီးတော့ကျွန်တော်ရဲ့လမ်းစာအဲ့လိုပေါ်လာတယ်ကျွန်တော်ကောင်းမလေးတယောက်တွန်းနေပေါ့နော်အဲ့လိုတဏှာစိတ်ပေါ့နော်ကျွန်တော်စောင်းထဲမှာဖတ်မိတယ်အဲ့တဏှာစိတ်ဆိုတော့အဲ့လိုချင်တတ်မှတ်မှုစိတ်ဒီ energy ကိုကျွန်တော်တို့စူးစမ်းလိုချင်တဲ့စိတ် energy ဖြစ်ကျွန်တော်ပြောင်းပြီးတော့အဲ့လိုကျွန်တော်စူးစမ်းခဲ့တယ်ပေါ့နော်ကျွန်တော်စူးစမ်းခဲ့တယ်အခုကြည့်ကျွန်တော်စူးစမ်းပြီးတော့ဒီလိုပုံစံမျိုးကျွန်တော်ဖြစ်လာတာပေါ့နော်အဲ့လိုလူတွေကဟိုတစ်ဖက်က external motivation တွေပေါ့နော်လိုချင်တတ်မှတ်မှုတဏှာတွေကြောင့်ပေါ့နော်ကျွန်တော်တို့ကစူးစမ်းကြတယ်ကျွန်တော်ချရတဲ့မိဘတွေကိုပတ်မွန်ကျင်တဲ့စိတ်ကြောင့်ပေါ့နော်ကျွန်တော်တို့နောက်ဆုံးပေါ် iPhone တွေကင်ကျင်တဲ့စိတ်ကြောင့်ပြီးစားဝတ်နေရေးကြောင့်ကျွန်တော်တို့တွေကအလုပ်တွေစူးစမ်းကြတယ်ကျွန်တော်လည်းထပ်တူပဲကျွန်တော်ကအဲ့တဏှာစိတ်ပေါ့နော်ကောင်းမလေးတယောက်လိုချင်တဲ့စိတ်ကြောင့်ကျွန်တော်ကအခုဒီအဲ့လိုစူးစမ်းခဲ့တယ်ပေါ့နော်ကျွန်တော်အဲ့ကောင်မလေးကိုကျွန်တော်ဒါတစ်နှစ်လောက်ကျွန်တော်တစ်နှစ်ခွဲလောက်ကျွန်တော်လိုက်ရတာပေါ့နော်ပြီးမှကျွန်တော်တို့ကအခုဒီကျွန်တော်ကောင်မလေးဖြစ်တော့မှာနော်ကျွန်တော်ကိုပြောချင်တာကွာညီလေးတို့ကဒါငယ်သေးတယ်ဘွားမှာကွာစစ်ဆက်မဲ့လမ်းတွေအများကြီးရှိတယ်စူးစမ်းမဲ့ချိန်တွေအများကြီးကြံသေးတယ်ကိုတို့ညီလေးတို့အဲ့ငယ်နေတဲ့ချိန်မှာဒါကိုကမရင်ကျက်သူလို့ကိုထင်တာပဲကွာညီတို့အသက်ရွယ်မှာဒါဖြစ်တဲ့စိတ်ကစားတဲ့ဟာတွေကတကယ်အစ်စ်မှန်နေဖြစ်ကြမှာဖြစ်တယ်အဲ့ဒါကြောင့်ညီလေးတို့ကဒီဘွားနိုင်ကျင်းပြီးတော့အဲ့လိုတဲခွဲတိုင်းအဲ့လိုအရင်မခံစားတော့ကိုတို့ရွယ်ရောက်မှခံစားကျင်တော့ခံစားပေါ့အဲ့ချိန်ကျရင်ညီချစ်စစ်ဆိုတာညီအဲ့လိုတိလာလိုက်မယ်နောက်တစ်ခုကညီလေးတို့အောင်မြင်လို့စင်ပေါ့နော်ဒီကောင်မလေးချောတွေဆိုတာဒါမရှာဘူးကောင်မလေးမင်းတို့ကြိုက်လားဒါကိုတကယ်ကိုပြောတာတကယ်ကိုလက်တွေ့ကြကိုပြောတာပေါ့နော်ဆိုအားလုံးပဲပြီးစားပါ